Hello အားလုံးမင်္ဂလာပါလို့ကျွန်တော်ယေရှုနာမ၌နှုတ်ဆက်လိုပါတယ်လို့ဆိုတော့ကျွန်တော်ဒီကနေ့ကိုခွန်အားရတဲ့ဟာတခုပေါ့နော်နည်းနည်းပါးပါးပြောပြချင်ပါတယ်လို့ဆိုတော့အတေကဒါနိုးထမှုနဲ့ပတ်သက်ပြီးမှကျွန်တော်ပြောပြချင်တယ်ကျွန်တော်တို့လူတိုင်းမှာပေါ့နော်တကယ်ကိုယ်နိုင်ငံမှာနိုးထမှုမြင်ချင်တာဖြစ်တယ်ကိုယ်အသင်းတော်မှာနိုးထမှုမြင်ချင်တာဖြစ်တယ်ကိုယ်မိသားစုထဲမှာနိုးထမှုမြင်ချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီနိုးထမှုမဲ့နိုးထယုံကြည်ခြင်းနဲ့ဝန်ခံကြတဲ့အရာကောင်းတယ်ပေါ့နော်မြန်မာပြည်နိုးထရမယ်မြန်မာပြည်ခရစ်တော်အတွက်ဖြစ်ရမယ်ဆိုပြီးမှကျွန်တော်တို့အဲ့လိုဝန်ခံကြတဲ့အရာကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့အသင်းတော်တမိုင်းကိုကြည့်မယ်ဆိုကျွန်တော်တို့နိုးထမှုဖယားတခေနိုင်ငံတော်တည်ထောင်တာကဘာလဲကိုဟောနိုင်လုံးလို့ဖြစ်လာတာမဟုတ်ဘူးပေါ့နော်ကိုကြွေးကြော်နိုင်လုံးလို့လည်းဖြစ်လာတာမဟုတ်ကိုပြောနိုင်လုံးလို့လည်းဖြစ်လာတာမဟုတ်ဘူးကျွန်တော်တို့ခုမြန်မာပြည်မှာကိုဆရာတွေများတလောက်ကိုကျွန်တော်ခုခက်တကဘာလုံးပြောတာပါဆိုတော့ဆရာတွေများတလောက်ပေါ့နော်ကျွန်တော်တို့ဆရာတွေများတလောက်ဘယ်လိုပြောရမလဲနိုးထမှုဆိုတာကမဖြစ်လာဘူးအရင်တော့ကကျွန်တော်တို့အတင်းတော်တမိုင်းကိုကြည့်မယ်ဆိုနိုးထမှုအဲ့ဒီတော့ကနိုးထမှုလောက်ပေါ့နော်ခုခက်မှာဘယ်တော့မှနိုးထမှုကြီးချင်းမှအဲ့လောက်အထိမဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အတိအကပြောချင်တာဆရာများလို့နိုးထမှုဖြစ်တာမဟုတ်ဘူးဟောနိုင်လို့နိုးထမှုဖြစ်တာမဟုတ်ဘူးပြောနိုင်လို့နိုးထမှုဖြစ်တာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ရဲ့နိုင်ငံတော်ကအပြိုးအဖြစ်မတည်ဘူးပေါ့နော်ဘုရားသခင်ရဲ့နိုင်ငံတော်ကဘာအဖြစ်ထင်ရှားတာလဲဆိုတော့ဆူတောင်းချင်တာဖြစ်ထင်ရှားတယ်ဆိုတော့ကျွန်တော်ပြောပြချင်တယ်ပရိသတ်မရှိလဲပေါ့နော်ဘယ်သူမှမသိရင်လဲတိတ်လဲဖယားသခင်ပေါ်မှာသစ္စာရှိဆူတောင်းတဲ့မိခင်ကြီးတွေဖယားသခင်ပေါ်မှာသစ္စာရှိဆူတောင်းတဲ့တာမန်ယုံကြည်သူတွေအပြင်အသင်းတော်နိုးထမှုတွေဖြစ်တယ်ဆိုတာကျွန်တော်တို့တကယ်အသင်းတော်တမိုင်းမှာတွေ့ရတာဖြစ်တယ်ကျွန်တော်တို့ဥပမာကျွန်တော်ကြားဖို့တာပေါ့နော်ဘီလီဂရဟမ်ဆိုရင်လည်းသူကတနေ့ကျတော့ဖယားသူကိုတကယ်အရန်သုံးပြုတယ်တကယ်အဲ့ဒီမြို့ရဲ့နိုးထမှုတကယ်မြို့လုံးချပေါ်နော်တမြို့မှာရှိတဲ့အလူတွေအကုန်လုံးသူရဲ့crusade မှာလာတယ်ပေါ့နော်နဲ့တကယ်သူအဲ့ဒါလူတွေအများကြီးပြောင်းလဲတယ်ပေါ့နော်တကယ်တစ်မျိုးလုံးနေပါတော့အဲ့လိုတကယ်ကြီးမားသောနိုးထမှုဖြစ်တဲ့ခါကျတော့အယံဝါသားတယ်ဒါပေမဲ့ဖျားသူပါစကားပြောလဲဆိုတော့ဒီနိုးထမှုရဲ့အသေးကားတဲ့ခမားကြောင့်မဟုတ်ဘူးတဲ့ဒီနိုးထမှုရဲ့အသေးကဘယ်သူအဖြစ်တာလဲဆိုတော့တဲ့8 နှစ်လုံးပေါ့နော်ကျွန်တော်အသေးချာတော့မသိဘူးပေါ့နော်ကျွန်တော်ခမန်းချပြောတာဖြစ်တယ်8 နှစ်လားမသိဘူး10 နှစ်လားမသိဘူးအမြဲတမ်းဖယားသခင်ပေါ်မှာသစ္စာရှိဆူတောင်းတဲ့မိခင်ကြီးတယောက်ရှိတယ်တဲ့ဖယားသခင်ကသူ့ကိုဖွင့်ပြတယ်ပေါ့နော်သူက8 နှစ်လုံးဖယားသခင်ဒီမြို့မှာကိုရောရဲ့အစေခံဖြစ်တဲ့ဘီလီဂရမ်ပေါ့နော်လာပြီးမှဒီမြို့မှာတရားဟောကြားဖြစ်နိုးထမှုဖြစ်ပါစေဆိုပြီးမှအဲ့ဒီမိခင်ကြီးက8 နှစ်လုံးသူသစ္စာရှိပေါ့နော်အမြဲတမ်းဆူတောင်းတယ်တဲ့အဲ့ဒီသူဆူတောင်းတဲ့အရာတွေအကုန်လုံးဘုရားသခင်ကမှတ်တမ်းတင်တာဖြစ်တယ်အဲ့နဲ့ဖျားပါပြောလဲဆိုတော့ဒီကြီးမားသောနိုးထမှုရဲ့အတိကပေါ့နော်ဒီမိခင်ကြီးအတွက်ဖြစ်တယ်ဆိုပြီးမှပြောတာဖြစ်တယ်ဆိုတော့ကျွန်တော်အားပေးခြင်းတယ်ပေါ့နော်ကျွန်တော်တို့တခါတလေကြာရင်ကျွန်တော်တို့ကအရန်ဆရာဖြစ်ခြင်းတယ်ပေါ့နော်အရန်ဟောခြင်းတယ်အရန်ပြောခြင်းတယ်ပေါ့နော်အဲ့ဒါထပ်ဖို့အရေးကြီးအဲ့ဒါတွေအားဖြင့်ပေါ့နော်ကျွန်တော်တို့ဘယ်သူမှပြောင်းလဲမှာမဟုတ်ဘူးကျွန်တော်တို့အရင်တော့ကထက်ဆရာပူများလာတယ်ပေါ့နော်အရင်တော့ကထက်ဘယ်လိုပြောမလဲတရားဟောတဲ့လူတွေပူများလာတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ခုနပြောသလိုပေါ့နော်ဘုရားသခင်ရဲ့နိုင်ငံတော်ဆိုတာကပါလဲဆိုတော့ဆူတောင်းခြင်းအဖြစ်ဘုရားသခင်ရဲ့နိုင်ငံတော်ကတည်ထောင်တာဖြစ်တယ်ဆိုတော့ကျွန်တော်အားပေးခြင်းနဲ့ပေါ့နော်ကျွန်တော်တို့ဆရာများတာထက်ပေါ့နော်ကျွန်တော်တို့သစ္စာရှိပေါ့နော်ဆူတောင်းမဲ့လူတွေကျွန်တော်တို့ပို့လို့အပ်တာဖြစ်တယ်တကယ်ကိုယ့်ရဲ့နိုင်ငံမှာနှုတ်ထမှုဖြစ်စေခြင်းနဲ့ကိုယ့်ရဲ့မိသားစုအသင်းတော်မှာနှုတ်ထမှုဖြစ်စေခြင်းနဲ့ဆိုတော့အမြဲတမ်းဟောနေတဲ့လူထက်ပေါ့နော်အမြဲတမ်းဖယားသခင်ရဲ့မျက်မှောက်တော်မှာအမြဲတမ်းအမြဲတမ်းဆူတောင်းမဲ့လူတွေကျွန်တော်တို့လိုအပ်တာဖြစ်တယ်ပေါ့နော်ပရိသတ်မရှိလဲနေပါစေဘသူမှကိုမသိလဲနေပါစေပေါ့နော်တကယ်ဖယားသခင်နဲ့
ဘောနော်အများရန်အဆက်တွေလို့ပြီးမှဆူတောင်းတဲ့လူတွေကျွန်တော်တို့ပူပြမှလိုအပ်တယ်ဆိုတော့ကျွန်တော်အားပေးချင်ပါတယ်